ယောက်လုံးကမြေခွေးဖြူတွေမဟုတ်ပါဘဲနဲ့ဘာလို့မွေးလာတဲ့ကလေးကမြေခွေးဖြူဖြစ်နေရတာလဲအမှန်တိုင်းပြောစမ်းနေအပြင်မှာတခြားမြေခွေးတွေနဲ့ဖောက်ပြန်နေတာမဟုတ်လားငါကမင်းကိုစားကလေးမွေးပေးလို့ရလို့လားငါ့ကိုအဆက်ခွဲတာတောင်စင်ကြေပေးနေသေးတယ်ပေါ့လေဒီလိုမျိုးလောကတဘာဝကိုစန့်ကျင်တဲ့ဖြစ်ရဲ့ကြောင့်ငါအဖေဟာဒေါသချောင်းချောင်းထွက်ပြီးတမျိုးနယ်လုံးမှာရှိတဲ့မြေခွေးထီတွေနဲ့ငါရဲ့သွေးကိုတိုက်စစ်ခိုင်းခဲ့တဲ့၃နှစ်တီတီငါအမေရဲ့အပြစ်ကင်းစင်မှုကိုတက်တည်ပြဖို့အတွက်ငါရဲ့သွေးတွေခန်းချောက်လူနီးပါစတေးခဲ့ရတယ်ဒါပေမဲ့ငါဟာမြေခွေးဖြူတကောင်ဖြစ်နေပေမဲ့လည်းမြေခွေးမျိုးနယ်စုထဲမှာတော့အနှိမ့်ကြဆုံးတတဝါတကောင်အဖြစ်သတ်မှတ်ခံခဲ့ရတယ်အောက်ခြေအဆင့်အစီကံတယောက်လိုပဲလူတိုင်းရဲ့ခိုင်းဖက်ဖြစ်ခဲ့ရတယ်ဒါဟာမြေခွေးမျိုးနယ်စုရဲ့ခေါင်းဆောင်နေရာကိုတခြားသူတွေမျက်စိကျလာစေတဲ့အကြောင်းရင်းလေးဖြစ်ခဲ့တယ်တနေ့ကြာမှာတော့ညီမလေးလျိုဟွာကိုမွေးဖွားခဲ့တယ်သူမဟာပန်းရောင်မွေးမြင်တွေနဲ့မွေးကလေးကအမီးကိုချောင်းပါတဲ့လက်မြေခွေးအသွင်ကိုပိုင်ဆိုင်ထားတာကြောင့်မြေခွေးမျိုးနယ်စုတစ်ခုလုံးကိုချက်ချင်းစီးလုံးစေခဲ့တယ်အဖေနဲ့အမေကသူမကိုအစွမ်းကုန်ချစ်မြတ်လို့ကြပြီးငါကတော့သူတို့မျက်စိထဲမှာအနှောင့်အယှက်အပေးဆုံးအရာတစ်ခုဖြစ်လာခဲ့တယ်ငါနဲ့ညီမလေးလူသားတင်ပြောင်းရမယ့်နေ့မှာအဖေဟာပျက်စီးတော့မဲ့မိသားစုကိုကယ်တင်ဖို့အတွက်မျိုးနယ်စုရဲ့ယန္နာအားလုံးကိုအကုန်စင်သုံးပြီးဆွဲမခွေမြေခွေးပတိစီတစ်စီနဲ့ရင်မြေခွေးအတွင်းတက်တစ်ခုကိုလဲလှယ်ယူခဲ့တယ်ဒီရင်မြေခွေးအတွင်းတက်ဟာမြေခွေးမျိုးနယ်ရဲ့တန်ဖိုးအရှိဆုံးယန္နာဖြစ်တာကြောင့်ပြီးခဲ့တဲ့ဘဝတုန်းကညီမလေးဟာအရင်ဦးအောင်လူယူခဲ့တယ်ဒါပေမဲ့ဝိညာဉ်အစ်ပြန်လေတိဆောက်တဲ့နာကျင်မှုကိုမခံစားနိုင်တာကြောင့်စွမ်းအားတွေဖောက်ပြန်ပြီးနောက်ဆုံးမှာတော့ကျင့်စဉ်အားလုံးဆုံးရှုံးကုန်းသွားတဲ့အတုံးမကျတဲ့မြေခွေးတစ်ကောင်ဖြစ်သွားခဲ့တယ်ငါကတော့ဆွဲမဖွယ်မြေခွေးပတိစီကိုမျိုးချပြီးနောက်မှာတလောကလုံးကမိစ္ဆာတွေဝိုင်းဝိုင်းလေအောင်ချစ်ခင်ကြတဲ့အနာဘယင်မမြေခွေးမလေးဖြစ်အသွင်ပြောင်းနိုင်ခဲ့တယ်။အဲဒီနောက်မှာငါဟာအာနာရှိသူတွေကိုကဖားရဖားလုပ်ဖို့အတွက်မိသားစုရဲ့တန်ဖိုးရှိတဲ့ကရိယာတစ်ခုဖြစ်လာခဲ့တယ်။ဒါပေမဲ့ညီမလေးဟာမနာလိုစိတ်နဲ့ရန်ညှိုးဖွယ်ပြီးပွဲတော်တစ်ခုမှာငါရဲ့ရင်ဘတ်ထဲကိုဝိညာဉ်ဖြတ်အပ်နဲ့ထိုးဆိုင်ခဲ့လိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး။အစိတ်တွေပြန့်နှံ့သွားပြီးငါဟာရေပလင်ပေါ်မှာနာကျင်စွာလဲကျနေခဲ့တယ်။ဗီဇအရငါအဖေနဲ့အမေကိုအကူအညီတောင်းခဲ့ပေမဲ့ငါရဲ့သွေးရင်းသားရင်းတွေကတော့ဝန်ပလွေမင်းသားကညီမလေးကိုအပြစ်တင်မှကြောက်တာကြောင့်ငါ့ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ကြဘူး။သူတို့ဟာညီမလေးကိုခေါ်ပြီးဒူးထောက်တောင်းပန်နေခဲ့ကြတယ်။အဲ့ဒီအချိန်ကျမှငါတီးလိုက်ရတာကငါဟာအမြဲတမ်းစတေးခံတက်တက်ပဲဖြစ်ခဲ့ပြီးညီမလေးကမှသူတို့ရဲ့အသေးကြော်ဖြစ်ခဲ့တာပါ။မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါငါဟာလူသားအသွင်ပြောင်းပွဲတော်ကျင်းပတဲ့ခန်းမတွေကိုပြန်လည်ရောက်ရှိနေခဲ့ပြီးရေပလင်ပေါ်မှာယတနာနှစ်ခုဟာလေထဲမှာဝဲပြန်နေတဲ့အစီရင်တွေစတင်လဲပတ်နေပြီးအန်ရီတွေပြည့်နေနေတဲ့ဆွဲနှက်ပွဲမြေခွေးပတိစီဟာငါစီကိုတဖြည်းဖြည်းလွင့်ပါလာနေတဲ့အဲ့ဒီအချိန်မှာငါဘေးနားကလျိုလူဟွာကိုကြည့်လိုက်တော့သူမဟာအဲ့ဒီပတိစီကိုလောဘကြီးစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်သူမလည်းပြီးခဲ့တဲ့ဘဝကအမှတ်တညာတွေနဲ့ပြန်လည်မွေးဖွားလာတာကိုငါချက်ချင်းသိလိုက်တယ်သူမဟာလက်နှစ်ဖက်ကိုမြှောက်ပြီးတကူလုံးကစွားတွေကိုသုံးကအစီရင်ရဲ့လမ်းကြောင်းကိုအတင်းအဓမ္မပြောင်းလဲပစ်လိုက်တယ်။အဲ့ဒီနောက်လေထဲကိုခုန်တက်ပြီးဆွဲမက်ဖွယ်မြေခွေးပတိစီကိုတလုတ်တဲမျိုးချလိုက်တယ်။ရူဟွာမလုံးနဲ့အထက်မှာထိုင်နေတဲ့အမေဟာရုတ်တရက်ဖြစ်ပျက်သွားတာကြောင့်မျက်နှာဖြူလျှော့သွားတယ်။အဖေကလည်းထိုင်ကုန်ကနေထပြီးညီမလေးစီပြေးသွားကသူမရဲ့မေးစီကိုအတင်းညှစ်ပြီးပါးစပ်ကိုခဲဖို့ကြိုးစားတယ်။မြင်မြန်ပြန်ထွေးထုတ်ဆန်း။နင်ပါကိုမျိုးချလိုက်မိလဲသိရဲ့လား။လျိုရူဟွာဟာသူမရဲ့ပါးစပ်ကိုလက်နဲ့အတင်းပိတ်ထားပြီးပတိစီကိုဘိုက်ထဲရောက်အောင်မျိုးချပစ်လိုက်တယ်။ပြားတလဲဖြစ်နေတဲ့မိဘတွေကိုကြည့်ပြီးအစီရင်ထဲမှာအောင်နိုင်သူလို့ကိုထင်နေတဲ့ညီမလေးကိုကြည့်ရင်ငါအမှန်တရားကိုသိလိုက်ရတယ်။အဖေအခုလိုထိတ်လန့်ဒေါသထွက်နေတာဟာညီမလေးအပေါ်ထားရှိတဲ့အစွန်းရောက်တဲ့ချစ်ချင်းကြောင့်ပဲ။ငါရင်ထဲမှာလှောင်ပြုံးလိုက်မိတယ်သူတို့ဟာအဲ့ဒီပတိစီကကောင်းချီးမဟုတ်ပဲနေရကြမဲ့အစိတ်တောက်ဖြစ်မှန်းအစကတည်းကသိနေကြတာပဲအဲ့ဒီပတိစီကိုမျိုးတဲ့သူဟာသူတစ်ပါးရဲ့ကျင့်စဉ်တိုးတက်ဖို့အတွက်စတေးခံရမယ်ဖို့ကောင်းအဖြစ်ဘဝပြည့်ရမှာဖြစ်ပြီးအတိညာဉ်တွေပါပျောက်ဆုံးသွားရမှာဖြစ်တယ်သူတို့ဟာအစကတည်းကငါ့ကိုညီမလေးအတွက်အစားထိုးစတေးဖို့ရည်ရွယ်ထားခဲ့ကြတာဒီလိုမိသားစုမျိုးဒီလိုတန်ရောစင်မျိုးငါမလို့ကျင်တော့ဘူးငါရဲ့နှလုံးသားဟာတဖြည်းဖြည်းအေးဆက်သွားပေမဲ့မျက်နှာမှာတော့ဘာခံစားချက်မှမပြခဲ့ဘူးငါဟာလက်ကိုမြှောက်လိုက်ပြီးလက်ညှိုးကနေသွေးတစ်ဆက်ထုတ်ကလေထဲမှာကျန်နေတဲ့ရင်မြေခွေးအတွင်းတက်အကူငါစီဆွဲခေါ်လိုက်တဲ့ရတနာကခန္ဓာကိုယ်ထဲဝင်သွားပြီဆိုရင်ဘယ်သူမှတားဆီးလို့မရတော့ဘူးဒီအခြေအနေကိုမြင်တော့မိဘတွေဟာလက်ခံလိုက်ရုံကလွဲလို့ဘာမှမတတ်နိုင်တော့ဘူးငါတက်ပြင်းချလိုက်တယ်ဒီဘဝမှာတော့ဘလောက်ပဲတာမန်မြေခွေးဖြစ်ပါစေအဲ့ဒီဆွဲမဲ့ပွဲမြေခွေးပတိစီကိုတော့ငါဘယ်တော့မှထိမှာမဟုတ်ဘူးရင်မြေခွေးအတွင်းတက်ရဲ့ပြင်းထန်တဲ့အေးတက်ဟာငါပိုက်ထဲမှာပောက်ကွဲသွားတယ်လို့ခံစားရတယ်ငါဟာနာကျင်မှုကိုအန်ကျိတ်ခံပြီးတရားထိုင်တဲ့ပုံစံနဲ့ထိုင်လိုက်တယ်ဒါပေမဲ့ငါရဲ့အယောင်ဆောင်မိဘတွေကတော့တရေရှင်ရေးတိုက်ပွဲဝင်နေတဲ့ငါကိုလုံးဝဂရုမစိုက်ကြဘူးအမေဟာတန်ဖိုးကြီးတဲ့ဆေးရည်တစ်ခွက်ကိုယူပြီးငါကိုကြော်ဖြက်ကပြူရူဟွာစီကိုပြေးသွားတယ်။အိုးသမီးလေးမျိုးချလိုက်ပြီဆိုရင်လည်းဒီဆေးရည်ကိုတောက်လိုက်ဦးဒါမှနာကျင်မှုတတာမှာသူမဟာငါ့ကိုမျက်စိအစွန်းနဲ့တောင်လှည့်မကြည့်ခဲ့ဘူးအဖေကလည်းလျိုရူဟွာကိုစိုက်ကြည့်ပြီးအတန်နှိမ့်ကကျိန်းမောင်းနဲ့မိုက်လိုက်တာနင်းအမကိုဖိုးကောင်းအဖြစ်မတုံးရရင်ဝန်ပလွေမျိုးနယ်စုရဲ့ဒေါသကိုဘယ်လိုဖြေဖြောက်မလဲလျိုရူဟွာကအဖေရဲ့လက်စကိုဆွဲပြီးတိုးတိုးလေးပြောလိုက်တဲ့အဖေမြေခွေးမျိုးနယ်ကအမြဲတမ်းဝန်ပလွေမျိုးနယ်ရဲ့လက်အောက်ခံဖြစ်နေမှာကိုအဖေကျေနပ်သလားသမီးမှာနီးလန်းရှိတယ်သမီးသူတို့စီရောက်သွားတဲ့အခါသူတို့ရဲ့စွမ်းအားတွေကိုပြန်ဆုပ်ယူပြမယ်အဖေဟာအဲ့ဒီစကားကိုကြားတော့တုံးလို့သွားတယ်ဝန်ပလီမျိုးတွေကလိုချင်တာအပြစ်နာစာမရှိတဲ့ပိုကောင်းဖြစ်မှန်းသူသိတယ်ဒါပေမဲ့အခုတော့အခြေအနေတွေကပြောင်းကုန်ပြီးညီမလေးအပေါ်အဆုံးရောက်ချစ်ချင်းနဲ့အာနာမတ်မောမှုကြောင့်အဖေဟာငါစီမှာရှိနေတဲ့အစီရင်ကစွမ်းအားတွေကိုပါညီမလေးစီပြောင်းပေးပစ်လိုက်တယ်ရူယန်ညီခွေးအသွင်ပြောင်းတာကအရေးကြီးတယ်အမှားရွေးမရှိစေနဲ့အဖေရဲ့အတန်ဟာခန်းမထဲမှာဟင်းထွက်နေတယ်ငါစီကစွမ်းအားတွေကိုယူသွားတာတော့သူကနည်းနည်းမှမနှောင့်တရဘူး
အစီရဲ့အကူအညီမရှိဘဲနဲ့ရှေးဟောင်းတွင်းတက်ကိုထိန်းချုပ်ဖို့ဆိုတာတေချောင်းကြံတာနဲ့အတူတူပဲဒါပေမဲ့ငါဟာအရင်ဘဝကစီးရဲဒုက္ခတွေကိုအန်ကျိတ်ခံခဲ့တဲ့စိတ်တက်နဲ့ဒီတွင်းတက်ကိုထိန်းချုပ်ဖို့စူးစမ်းခဲ့တယ်ငါကိုတေးစီချင်ကြတာလားအဲ့ဒီလောက်မလွယ်ဘူးအခြားတစ်ဖက်မှာတော့ပန်းရောင်အလင်းနှန်းတွေထွက်ပေါ်လာပြီးလူလူဟွာဟာအောင်မြင်စွာအသွင်ပြောင်းနိုင်ခဲ့တယ်သူမဟာအလွန်လှပတဲ့မိန်းမလှလေးဖြစ်လာခဲ့တယ်လူတိုင်းကသူမကိုဝိုင်းချီးမွမ်းနေကြချိန်မှာဘယ်သူမှငါ့ကိုဂရုမစိုက်ကြဘူးအဲ့ဒီအချိန်မှာလူလူဟွာဟာငါ့ကိုမနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်နေတာကိုငါသတိထားမိလိုက်တယ်သူမဟာပြီးခဲ့တဲ့ဘဝကနှက်တင်ညာတွေရှိနေတာကြောင့်ငါရဲ့အတွင်းတက်ကဘလောက်အနေအများလဲဆိုတာသိနေတယ်သူမဟာခမ်းမတွေကရှိသမျှစွားတွေကိုစုပ်ယူပြီးငါ့ကိုအနေရဖြစ်အောင်လုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့ငါဟာနောက်ဆုံးနည်းလမ်းအနေနဲ့ညီအောက်ကစွားတွေကိုဆွဲထုတ်ပြီးအတွင်းတက်နဲ့ပေါင်းဆက်လိုက်တယ်အကြီးအကျယ်ပေါက်ကွဲမှုဖြစ်သွားပြီးနောက်မှာငါဟာဘာမှမဖြစ်ဘဲရပ်နေနိုင်ခဲ့တယ်။ဒါပေမဲ့ငါရဲ့စွမ်းအားစစ်အမှန်ကိုဖုံးကွယ်ဖို့အတွက်အမိတစ်ချောင်းလေးရှိတဲ့အားနည်းတဲ့မြေခွေးတစ်ကောင်လိုပဲဟန်ဆောင်ပြီးလဲကျနေလိုက်တယ်။ငါဟာအနှင်းကြဆုံးတတဝါတစ်ကောင်အဖြစ်ဟန်ဆောင်နေချိန်မှာအမေကတော့ငါ့ကိုမျက်စိအစွန်းနဲ့တောင်းအမေဟာငါ့ကိုမျက်စိအစွန်းနဲ့တောင်းလှည့်မကြည့်ပဲလေးနဲ့ပြစ်လိုက်တဲ့ညားတစင်လိုရေပလင်ပေါ်ကနေဘုံကနေဆင်းသွားပြီးထိတ်လန့်နေတဲ့ဖီယိုရူဟွာကိုသူမရဲ့နှွေးထွေးတဲ့ရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ပတ်ထားလိုက်တယ်။ဖြူဖွေးတဲ့ကြားတစ်ဖြူဟာ